ဘာကိုလာဗီနီစီရဲ့ Bruno Guimaraes နဲ့ရန်တိုင်အောင်နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျ။မင်္ဂလာပါညီကိုတို့ရေ Master မှာကြိုဆိုပါတယ်ဗျ။ပထမဆုံးသတင်းတွေကဘာကိုလာကိုခေါ်ယူဖို့အတွက်လီဗာပူးသင်းနဲ့ PSG သင်းတို့ဆွေးနွေးမှုတွေစတင်လှုပ်ဆောင်နေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ဘာကိုလာက PSG အသင်းမှာလက်ရှိသူ first line up ကိုမရရတော့ကြောင့်မလို့အသင်းပြောင်းခြင်းနဲ့ PSG ရဲ့စာချုပ်ကမ်းလှမ်းမှုကိုလည်းလက်ရှိသူကသဘောတူထားခြင်းမရှိဘူး။လီဗာပူးသင်းကလည်းဘာကိုလာကိုအလိုရှိတယ်။ Bradley ဘာကိုလာကိုကျွန်တော်တို့ဒါ PSG တင်ကယူရိုတန်160ဝန်းကျင်ကလိုချင်တယ်လို့သတင်းတွေကတော့ထွက်ပေါ်နေတယ်အပြောင်းအရွှေ့ဖြစ်မြောက်မလားဆိုတော့ဆက်လက်ဆောင်ကြည့်ရမယ်ပေါ့နော်နောက်တစ်ခုကတော့ Vinicius Junior က Arsenal ဝယ်ပြောင်းတော့မှလား Real Madrid ကပဲတကယ်ပဲရောင်းချတော့မှလားဆိုပြီးတော့သတင်းတွေတောက်လျှောက်သူ့သတင်းတွေပဲတက်နေတာဒါပေမဲ့ဒီနေ့မှာတော့ Real Madrid အသင်းနဲ့ပြန်လည်ပူးပေါင်းပြီးတော့ training ပြန်ဆင်းနေပြီလို့သိရတယ်သူ့ကို Real Madrid အသင်းကလာသာအနေနဲ့တိုးပေးခဲ့လို့လည်းသိရတယ်ဒါကြောင့်ပြောင်းရွှေ့ဖြစ်မြောက်ဖို့ကတော့တိတ်ပြီးတော့မသေးကြတော့ဘူးကျွန်တော် Bruno Guimaraes ကတော့ကျွန်တော်တို့ဒါ Arsenal ကိုပြီးခဲ့တဲ့ရက်တွေကပဲ Yawi ကိုလုံးဝရောက်သွားပြီဆိုတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်တို့သတင်းတွေကိုတွေ့ရပြီးမယ်လေလက်ရှိကျွန်တော် Newcastle အသင်းကတော့ reject လုပ်ထားတဲ့ Arsenal ရဲ့ကမ်းလှမ်းမှုကို Bruno Guimaraes ကတော့ Arsenal တို့ပြောင်းရွှေ့ခြင်းနဲ့ဆိုပြီးတော့Newcastle အသင်းနဲ့တောင်းဆိုထားတယ်လို့သိရတယ်လက်ရှိဒီကတော့ကျွန်တော်တို့ဆွေးနွေးဆဲပဲဖြစ်တယ် Bruno Guimaraes အပြောင်းအရွှေ့တဲ့ကို Arsenal နဲ့ Newcastle ကြားမှာဆွေးနွေးဆဲအဆင့်ပဲရှိသေးတယ်လုံးဝအကုန်လုံးအလုံးစုံသဘောတူညီမှုရရှိတာတော့မဟုတ်သေးဘူးနောက်ဆုံးတစ်ပုဒ်ကတော့ကျွန်တော်တို့ရန်တိုင်အောင်မန်နီကိုလည်းဒီတိုင်းပဲပြီးခဲ့တဲ့ရက်တွေမှာသူ့ကိုလည်းကျွန်တော်တို့ Here we go Real Madrid ဆိုပြီးတော့ကျွန်တော်အကုန်လုံးပေါ့နော်ဒါရောက်သွားပြီဆိုတဲ့အနေအထားမျိုးမှာဒီနေ့မှာပဲကျွန်တော်တို့ဒါ live sit အသင်းရဲ့ကျွန်တော် managing เนาะအားကစားဆိုင်ရာ director ပေါ့နော်သူကတော့ဒီနေ့မှာပဲရန်တိုင်အောင်မန်နီကိုခေါ်ယူဖို့တဲ့ Real Madrid နဲ့ဒါကျွန်တော်တို့လုံးဝသဘောတူညီမှုရပြီဆိုတဲ့သတင်းက Here we go ဆိုတဲ့သတင်းကလုံးဝမပြည့်စုံဘူးလုံးဝမဟုတ်ဘူးဆိုတဲ့အကြောင်းညင်းဆိုခဲ့တယ်ဒီကစားသမားအတွက်ကိုလက်ရှိထိကိုကျွန်တော်တို့မပြီးပြတ်သေးဘူးညှိနှိုင်းတဲ့ပုံစံမျိုးပဲရှိသေးရပေါ့နော်ဒါကြောင့် Real Madrid ကို Here we go မဟုတ်သေးဘူးရန်တိုင်အောင်မန်နီကလည်းဒါကြောင့်ဒီသတင်းကလည်းလုံးဝကျွန်တော်တို့ဒါအတိအကျကြီးမရသေးဘူးဒါဆွေးနွေးဆဲပဲဒါပေမဲ့ရောက်ဖို့တော့များတယ်ဗျာရောက်ဖို့များတယ်ဆိုတာ Bruno Guimaraes သတင်းဆိုတေးကြတယ် Arsenal ဆွေးနွေးမှုဒါလုံးဝအဆင်ပြေကစားသမားဘက်က Arsenal ဘက်မှာရှိတယ်အဆင်ပြေသွားပြီ Vinicius Junior လုံးဝ cancel ဖြစ်သွားပြီ Vinicius Junior လက်ရှိ Real မှာပဲဆက်ရှိမယ်နောက်တစ်ခုကကျွန်တော်တို့ဘာကူလာကိစ္စလည်းစိတ်ဝင်စားစရာကောင်းတယ်ဆိုတာဘာကူလာတကယ်ပဲကျွန်တော်တို့လီဗာပူးအသင်းခေါ်ယူသွားမလားယူရိုတန်160ဝန်းကျင်ခန့်ဆိုတာကဒါ PSG အသင်းရဲ့တောင်းဆိုမှုဒီအတွက်ကိုဆွေးနွေးမှုတွေလှုပ်ဆောင်နေတယ်ကစားသမားကတော့တေချာပေါက်ပြောင်းမှာဘာလို့ပြောင်းမလဲဆိုသူ့ကို first line နဲ့ပြီးမဲ့ကျွန်တော်အသင်းကိုသူတေချာပေါက်ပြောင်းလိမ့်မယ်ဒါကြောင့်လီဗာပူးအသင်းမှာလည်းလက်ရှိကမိုဟက်ဆာလာကကျွန်တော်တို့လက်လွတ်ထားရတဲ့ကြောင့်မိုဟက်ဆာလာဘက်မှာပဲတကယ်ပဲဘာကူလာကိုကျွန်တော် first line နဲ့ပြီးပြီးကစားမှာဒါမျိုးတွေပေါ့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အနေအထားမျိုးရှိပါတယ်ရန်နာမိုမန်ဒီကိစ္စကတော့သူ့ရဲ့ managing ကျွန်တော်တို့ဒါအားသားဆိုင်ရာ driver ပြောပုံရဆိုရင်တော့လက်ရှိဒီ Real Madrid နဲ့ဆွေးနွေးမှုတွေမအောင်မြင်သေးဘူးဆိုတဲ့သဘောတရားရှိပါတယ်နောက်တဲ့ update သတင်းတွေရရင်ထပ်ပြီးတော့တင်ဆက်ပေးပါမယ်ဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြတဲ့ညီကိုတွေအားလုံးပဲကျေးဇူးများတင်ပါတယ်ဗျ